ခုဒီနေရာဖန်ရဲ့အလှဆုံးမီးပွိုင်နေရာနားမှာကားပါကင်ထိုးပြီးတော့ကျွန်တော်တို့ဒွင်းသီးစားဖို့ကြံနေတာပါကိုရီးယားတော့ဒွင်းသီးစားမှာကိုရီးယားအစားတလိုက်ပြောက်ခဲ့ပြန်နေအမျိုးရောက်ခါတွေ့မိရရေးဖြစ်ခဲ့တော့ကွယ်နာရဲ့လိတ်ထဲမှာတစ်ချင်းပေါင်းများစွာရဲ့ဒီကိုအောင်ပဲရှောင်းသွားရင်လည်းကြာရင်တော့ဘက်ကိုရောက်ခဲ့တယ်လာလေပြတော့ပြတော့တော့တဲ့အထင်ရတောင်းဆွဲတဲ့တိပေါ့ကွယ်ချင်နေအားလုံးမောင်းနေမှာခုကတော့မနက်6:45ရှိပြီခုကျွန်တော်ဒီနေ့ပလန်ကတော့အားလုံးဝင်အင်းသွားမယ်အားလုံးဝင်အင်းသွားပြီးတော့မှရေဆိုဘာညာဖြစ်ရင်ဟိုတယ်ပြန်လာပြီးတော့အင်ကြီးဘာညာလဲပြီးရင်ဈေးဘက်ကိုပေါ့နော်ဈေးကြီးနာဘက်ကိုမြမဈေးဘက်ပြီးဈေးကြီးနာဘက်ကိုသွားမယ်လို့တော့ရှာထားတယ်ရာသီဥတုအခြေအနေပေါ်တဲ့မူတည်ပြီးတော့ပေါ့နော်ခုကတော့6ရက်ထိုးလောက်ကဝင်းရင်လောက်ကတော့တော်တော်မိုးကတဲနေခုလို့ဆိုမိုးလေးနည်းနည်းဆဲသွားတယ်တစ်ချက်တော့ကြည့်ရမှာပေါ့နော်ချက်ပြည်သူကြီးတက်လိုက်ပြီးတော့ကြည့်ပေးပါအောင်ဒီဘင်းယူဟုတ်လားမသိဆောက်လို့ရပြီလားကျွန်တော်လည်းမနေ့စားဟာတော့မဟုတ်ရိုက်နေမဟုတ်လားဒါ14ရက်နေ့9လ2026ဒီနေ့မြင်ကွင်းမှာဒါကူအလုံးဝအင်းမှာဖောင်စည်းဖို့အချိန်လေးပေါ့နော်ဟုတ်ကဲ့ကိုဒီလာတာအခု9:19ပေါ့နော်ထွက်လာတာ8:00ခွဲကြော်လောက်ကထွက်လာတယ်စီဖြည့်ပြီးတော့လာတယ်ပေါ့နော်69ကပြန်ရောက်ပြီလားခုတုံကင်ဘိုကင်တော့ပေးရတယ်စီးမယ်ဆိုရင်လေဖောင်စီးမယ်ဆိုရင်တော့ဘိုကင်တော့ပေးရတယ်ဒါပေမဲ့အများကြီးတော့လူတော့ရှိတယ်ဒါပေမဲ့အများကြီးမဆောင်အောင်တုံကင်နံပါတ်26ပဲအခု25ကသွားပြီကျွန်တော်ဖောင်ပေါ်ရောက်ခဲ့ပြီရောက်ပါပြီမှာရောက်ပါပြီဝါပြလိုက်ပါအောင်လက်ကလေးပြလိုက်ပါအောင်မျိုးမရမယ်လက်ကလေးပြလိုက်ရှယ်ပဲဘယ်လိုရိုက်မှာလဲဟုတ်အနောက်ကနေရိုက်မှာပြောဒါမှလာခုလား
အခုဂျာလေးကတောင်းတယ်ဟောအေးခေါင်းလေးတောင်းတယ်နော်အေးဟုတ်တယ်မတောင်းနိုင်နေလေအေးအေး ပြောင်းခဲ့ပြန်နေအမျိုးရောက်ခါတွေ့မိရရေးဖြစ်ခဲ့တော့ကွယ်နာရဲ့လက်ထဲမှာတစ်ချင်းမောင်းများစွာရဲ့ဒီကိုအောင်ပဲရှောင်းသွားရင်လည်းကြာရင်တော့ဘက်ကိုရောက်ခဲ့လာလေတဲ့တော့သူတော့တော့တဲ့အထင်ရတောင်းဆွဲတဲ့တီးပေါ့ကွယ်ချင်နေဆက်ရဒီဘက်ကနေပြောဟိုဘက်ကနေစိတ်ကနေလာပြီးတော့သူတို့ကဟို view point ပေါ့နော်ဓာတ်ပုံရိုက်လို့ရတဲ့နေရာရှိရပုံစံမှာအဲ့ဘက်ကိုအောင်စိတ်ကနေရှိရအဲ့အနေနဲ့ဓာတ်ပုံရိုက်တာဒီမှာဆိုလဲတနေရာဓာတ်ပုံရိုက်လို့ရဟိုဒါ14ရက်နေ့9လပိုင်း2016မှာအခုကိုကရေကြီးနေကြတယ်ပေါ့နော်ရေကြီးရဆိုပြီးတော့သတင်းတွေကတက်နေကြတယ်အဲ့မဲ့ကျွန်တော်တို့ကကံကောင်းတာကဒီလာတဲ့အချိန်မှာမနက်ပိုင်းကတော့အတကုံမိုးရွာတယ်ဒါပေမဲ့ကိုတွေလဲတဲ့အချိန်မနက်ပိုင်းဆိုရင်နေတာတယ်မိုးအုပ်တယ်အဲ့အချိန်တွေလောက်ပဲပေါ့နော်ပြီးရင်မိုးပါးလေးကြာတယ်ကိုရီးယားတော့ကံကောင်းတယ်ပြောရမယ်တခြားပသိမ်တို့ရန်ကုန်ဘက်မှာတော့မှရေကကြီးနေတာအဲ့အချိန်ထဲမှာကိုရီးယားဒီမှာလာပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့တတရာနဲ့ဓာတ်ပုံကောင်းရိုက်လို့ရတယ်ဆိုကိုရီးတော်တော်လေးကိုကံကောင်းနေပြီဒါဒီဘက်နဲ့ရေးလဲတာ view ကတော့တော်တော်လှတယ်ဗျာတစ်ချမ်းဖွဲရရိုက်ပြီးသွားလို့သူကသွားတော့မယ်ကိုရီးယားကကတ်မယ်တို့နေရာကိုရီးယားကတ်မယ်ဒီလေမိုက်လာရိုက်လာဒီခုတော့အောင်မြင်စွာနဲ့အားလုံးအင်းထောင်စည်းခဲ့ပါပြီမျိုးတွေနဲ့မျိုးရွာ ဝေးပါပြီခင်းလိုက်တာတဲ့ဘိုးကျွတ်ရပြီးခဲ့ရ ဒီသေးပြန်ကိုသွားနေကြတယ်တောင်းဝင်းတော့မတက်ရဘူးအခုလောဆယ်ပြေးပြန်ကူတက်တာအောင်မလူကရရှင်းနေဒီတဲ့လူထဲတော့ကျွန်တော်မဝင်တော့ဘူးပေါ့နော်ချစ်ဘက်လောက်ပဲဖျားလေးဖူးပြီးတော့ပဲတင်ထွက်လာပြီးအထက်မှာအရမ်းမှောင်ပြီးတော့လေသွားတဲ့လူတွေကတော့ရှိပါတယ်ကျွန်တော်တို့တက်တာနဲ့ချက်လို့ဆရာတွေရှိသေးတော့ဈေးဝယ်တာပါဝါနဲ့ဆိုတော့ဝင်တော့ပါဘူးဟုတ်ဘူးချိုးလို့ဘယ်လိုအဲ့လိုမကြောက်မဖြစ်သွားမချောတယ်တော်တော်ဝါဖြစ်နေတာဆိုတော့ကျွန်တော်တက်လာရင်တော့ဘွဲပြီးပြီအားလုံးဝင်အင်းသွားပြီးရေသေးပြန်ကူသွားပြီးတော့မရပါဘူး activity လေးများသွားတော့ကိုယ်နဲ့ပြန်လာအဲ့ဒီဘိုင်လေးနဲ့ဖြစ်သွားသူ့ပုံထဲကိုကို့မှာရေမိုးတော့မယ်အမှဒီထဲမှာ next ဆိုတာဒုက္ခရယ်ဆက်လက်နဲ့ရောက်တာ
မှာလားကြာတော့ဈေးရဟိုတန်းမှာနောက်တစ်ထပ်ရှိသေးတယ်ဟိုတန်းမှာကျတော့ထဲရောင်းတယ် ဆက်ရလားပြန်တယ်အဲ့လေဒီနေ့တော့ပြီးတော့4 5 6ဒီခိုရှစ် ဟုတ်တယ်ဒီကလေးဘုကလေးဝင်လာခဲ့တယ်နည်းနည်းပါပါခုကျွန်တော်တို့မျိုးမဈေးထဲမှာတော့ဟိုဝယ်ဒါဝယ်ဝါကြီးဒါကြီးနဲ့တော့တပတ်ပတ်ပြီးတနားရီနေ့လေတနားရီ40လည်းဖြစ်နေတယ်နေ့လေထမင်းစားစဉ်ကြော်နေပြီလူတွေကလည်းဗိုက်စားနေတယ်အဲ့တော့ခါလာကြီးမှာတစ်ချက်ပြန်တော့စားမယ်ဘလို့စေလမ်းကြားလေးကနေကားရှိရအောင်တွားနေကြပါလေ လေတိလား ကော်ဖီတောက်တော့ ကိုဖီတော့တော့မဟုတ်ပါဘူးကိုရီဟိုတက်တယ်လေ ကျွန်တော်အခုလုံမနီဥယျာဉ်တွေကလုံမနီဥယျာဉ်လားလုံမနီလားတော့မသိဘူးကျွန်တော်လာပြီးဇုံမင်းတောင်ကြီးမှာကေဘယ်လေးလာဆင်းတာပါနော်ဇွဲကပင်တောင်ကတော့ဒီတစ်ခေါက်မှာတော့မတက်နိုင်သေးဘူးဗျာဟိုနောက်တစ်ခေါက်မှာပဲတက်မယ်တောင်ဝိုင်းလောက်ပဲတက်မယ်ပေါ့နော်အခုကတော့ဇွဲတောင်ကြီးမှာကေဘယ်လေးပဲရင်စီးလာအောင်ပဲ ထိုင်ထားလိုက်ပြီးတော့ ကဲကျွန်တော်တို့ရဲ့ဒွင်းသီးရှာပုံတော်ကဒီလှိုင်ဘွက်လမ်းကွဲနာအကျော်နားလေးနားပေါ့နော်တန်ကိုစီဆိုင်လှိုင်ဘွက်နားအကျော်နားလေးမှာဒီမှာတတိယန်းနေရှိတယ်တတိယန်းတောက်လျှောက်ပေါ့နော်နားမှာရှိတယ်ဒီမှာကျတော့မွန်ထောင်းပေါ့နော်ခုလောဆယ်မွန်ထောင်းရှိရတဲ့1ကီလို2000ကျွဲတဲ့သူအချိုးတော့အာမခံတယ်ကြဲပြီးခွဲလိုက်လို့မချိုးဘူးဆိုရင်သူကတော့အာမခံတယ်ပေါ့ကွယ်ဟိုမချိုးတဲ့အလုံးသူတို့ပေးမယ်အဲ့လိုမျိုးတော့ရှိတယ်နော်လာစားလို့ရတယ်ဒီမှာတတိတန်းနဲ့ကျွန်တော်တို့ပထမဆုံးဝင်တဲ့ဆိုင်မှာပဲဒွင်းသီးကနည်းနည်းဖေးတယ်ပေါ့နော်တိတ်မချိုဘူးသူအာမတော့ခံတယ်ဒါပေမဲ့အသီးကဒီနေ့မှရောက်တယ်ဆိုတော့အတွက်ကြောင့်တိတ်တော့မချိုဘူးပေါ့နော်အဲ့တော့ချားဆိုင်လို့လည်းကျွန်တော်ပတ်ပြီးရှာကြည့်တယ် ရိုးရ မိုးထောင်းမယ် ပါကြည့်လိုက်ပါ ဒီမှာလေးကလားကလောင်းလုံးလိုက်တော့ပါလို့ရတာတော့ဒိုးကိုလေးတိုက်မဲ့နေထားလို့ညီမလေးဖက် မှန်တယ်ဟုတ်တယ် ဒိုးကိုလေးလည်းနေထားကိုကြည့်တာပေါ့လေ နည်းနည်းလေးတော့ခါရမှာ ဘာချိုးထားပေါ့ နည်းလေးတော့ခါရမှာ ချိုးထားတော့ကောင်းလားစားတယ် ဆောသားကောင်းတယ် ချိုးထားတယ်ရတယ်ဒီမှာစားတယ် ချိုးကြီးစောင့်တက်ပြစ်တယ်အဲ့ဒါ ရလားတဲ့နော် mission pass ရမ်းများပါပြီပါပါပြီရပြီ ခုဒီနေရာဖန်ရဲ့အလှဆုံးမီးပွိုင်နေရာနားမှာကားပါကင်ထိုးပြီးတော့ကျွန်တော်တို့ ရတဲ့ပုံစံ ဒွင်းသီးစားဖို့ကြံနေတာပါကိုရီးယားကဒွင်းသီးစားဖို့ကြံနေတာသူများတွေကဟိုမှာဗီဒီယိုရိုက်ဖို့လုပ်နေကြဟိုမှာသူများတွေကကိုရီးယားတော့ဒွင်းသီးစားမှာကိုရီးယားအစားတစ်လိုက်ပြီးတော့အစားတစ်လိုက် ဒါမှမဟုတ်မမအဲ့ အချိုရတာလဲစူးတယ်အဲ့မှာခါရတဲ့တည်းရတယ်ပါ လာလာစားပဲဒါတော့
ဒါစစ်ထောင်3လုံး2ပေါင်း อ๋อ3လုံး 2ပေါင်း ကောင်းတာဒီနဲ့ကောင်းတာလေးအန်ဒီဟိုဖြစ်တယ်ဒီဟာလေး ဒီနေ့စားအောင်မို့လားအခုပဲစားလား စားလိုက် စားမှာ တချို့ရန်ကုန်ကလူကတချို့မကြိုက်တယ်ဒီလိုမျိုးပြောစီလို့မယူပြ ဟုတ်ကဲ့ခုဒါကျွန်တော်ဟိုတယ်နားမှာဟိုတယ်နားရဲ့ green design လို့ပေါ့နော်ကျွန်တော်တဲတာ marvelous mountain lodge အဲ့ဒီအရင်မျက်စောင်းထုံးသားလေးမှာ green design လေးတစ်ဆိုင်ရှိတယ်ဒီကဟိုတယ်ကလည်းညှိုးပေးလိုက်တယ်ပေါ့နော်ဒီကဆိုင်ကအစီဈေးလေးတက်တာလေထိုင်စားအကုန်လုံးလည်းလာစားကြတယ်ကောင်းတယ်ဆိုတော့ကျွန်တော်အဲ့ဒါမနက်ကရှာတာတော့မတွေ့ဘူးဒါပေမဲ့အခုမှ तू ကဟိုတခြားနေရာနေပြီးတော့ तू ကဝယ်ပြီးတော့ဒီမှာညနေမှာလာပြီးဖွင့်လာခုစားကြည့်တာတော့ကောင်းတယ်အဲ့ဒီအခုနစမ်းစားကြည့်တဲ့ဟာလေးကကျွတ်တယ်နည်းနည်းကျွတ်တယ်ပေါ့နော်ကျွန်တော်အပျော်ပဲကြိုက်တယ်ဆိုတော့အန်ဒီကလဲပေးတယ်ပေါ့နော်အန်ဒီကလဲပေးတယ်ခုဒီမှာကျွန်တော်ဝယ်စားတာကျတော့3လုံး2000နဲ့အလုံးသေးလေးပေါ့နော်အလုံးနည်းနည်းမစိုးတော့ကြီးပါတယ်ဟို8000ပေါ့နော်အဲ့ဒါကိုမှ3လုံး2000နဲ့ရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာလာဝယ်ပြီးစားတာခုနကတော့ကျွန်တော်တို့ချနီစားရတယ်ချနီစားပြီးသွားပြီချနီစားပြီအခုဒီမှာကျတော့ရိုးဗမာတီကျွန်တော်စမ်းစားကြည့်တယ်ဟိုတယ်မျက်စောင်းထိုးမှာဟိုတယ်ဟိုဘက်ချမ်းပါလေဟိုတယ်ဟိုဘက်ချမ်းလေးမှာကျွန်တော်တို့ခု TikTok တို့ Facebook တို့မှာခစ်စားရပါတော့ကိုစားပြီးသားဒွင်းဒီအခွန်ရဲ့ခွက်ကလေးထဲမှာရေထည့်ပြီးတော့တောက်ရင်အစာကြီးတယ်အပူငိမ့်တယ်ပေါ့နော်ကျွန်တော်တို့ဒွင်းဒီစားပြီးဝိုင်းရင်မင်းကိုတီးစားရပေါ့အပူငိမ့်အောင်လို့ဒါပေမဲ့အခုနောက်ပိုင်း technique ကကျတော့ပြောင်းသွားတယ်စားပြီးသားဒွင်းဒီရဲ့ခွက်ကလေးထဲမှာရေကိုထည့်ပြီးတော့တောက်ရင်အပူငိမ့်တယ်တဲ့အဲ technique လေးပေါ့နော်တွေ့ရတယ်ဘာခေါင်းလေးထွက်ပြီးကြည့်နေတယ်အဲ့ဒါနှမ်းပြောရ အဲကျွန်တော်နောက်တစ်ပွဲထက်ဆက်တာ တာစားရင် ဒီကောင်ကြောင့်လည်းတော်တော်ချူတယ်နော်ဒီ ဘိုးမျက်လုံးကြည့်စင်းနေပြီ ဒါနိုးစီကြီးပဲမြင်တယ် ကောင်းတယ် ကိုမင်းမတို့မယ်နော်မင်းမတို့အိမ်မှာဒွင်းကြီးစားတာကိုမမိသေးဘူးနော် တော့ဘူးချက် ဒီအတီးကလုံးဝ ဒါနော်ဒါကျွေးမောင်ယူရတာမောင်ကြီးပေါ့ဟဲ့နေယောက်ျားပါဟုတ် မကြည့်ချင်မမကြည့်အကွာကြည့်တာ ဟိုနိုးစီကြီးပြောဒါဒီကြီးပြန် ဘူးတော့ ဒါတော့ဆုံးမဲ့ဆို ဟောဒါမတူဘူးညာဒါနိုးစီကြီး ဟိုဟာဘယ်ချင်ဒီဝေးကိုဒီ ညတော့ပဲရောက်တယ် ဒီနေ့စားပြီးကောင်းမှုနေပြီးတော့ ဟောမူပြီးတော့ပါလေ တော့မှတော်သူများရဲ့ကြားရလို့ရှစ်ကြီးပဲကြည့်ပြောဘူးလီရန်နေတယ်သူကဒီနေ့စားပြီးတော့ရန်နေမစားကျိုး